လာပါ crochet ပဲမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ပေါ့နော် bean bag ထိုးနည်းလေးသင်ပါမယ် bean bag ထိုးဖို့အတွက်ကျွန်မကတော့ 3.5mm L ရဲ့အခုဒီ ထိုင်းချီပေါ့နော် crop ချီလေးကိုရွေထားပါတယ်ဂိတ်ထိုင်းချီမရှိဘူးဆိုလဲဗမာချီပေါ့နော်5 line ချီတို့ပြီးတော့ရင်ဒီလိုမျိုးထိုင်းချီကိုမှဒီလို cotton သားနဲ့ချီလေးတွေရွေလို့ရပါတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီလိုမျိုးဟာလည်းရပါတယ်နိုင်လွန်အခင်းတွေလည်းရပါတယ်နော်ကဲဆိုရင်လိုက်ထိုးလိုက်ရအောင် 3.5mm L လေးကိုသုံးပေးပါကဲကူပေါ့နော်ကျမတို့ဒီမှာအစာလေးရပြီဆိုရင်အရင်ဦးဆုံးဖူမီလေးကျမတို့ကအခု20ထိုးရပါမယ်နော်ဒီနေ့3 4 5 6 9 10 9 10 11 12 13 14 15 16 19 ပေါ့နော်ဒါ 3mm အလီနဲ့ကြိုက်တယ်ဆိုရင်လည်းရတယ်နော် 3mm အလီနဲ့ဆိုရင်လည်းချစ်ချစ်ကလေးဖြစ်တယ်ပေါ့နော်ကဲကျမတို့ကဂိတ်ကိုက site သေးချင်တယ်ဆိုရင်10နဲ့ထိုးလဲရတယ်နော်ပြီးတော့ဆိုရင်ကျမတို့ chain 1လေးလုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာတရစ်တင်တိုင်တိုလေးထိုးရပါတော့တိုင်တိုလေးကိုတစ်ခါထိုးမယ်ပြီးတော့ရင်နောက်တစ်ခေါက်ဒီအပေါက်ထဲမှာပဲနှစ်ခါထိုးပါမယ်နော်နှစ်ခါထိုးမယ်ပြီးတော့ဆိုရင်ကျမတို့ကဒီမှာဘယ်နှခုလောက်ရမလဲဆိုရင်1 2 3 4 5 6 9 10 9 10နော်17ကြက်ကြက်ကလေးထိုးသွားမယ်နော်17 12 13 14 15ဒီထိုးဖို့အတွက်ချီရဲ့အဲ့ရဲ့ပြီးဒီလိုမျိုးကွင်းလေးနှစ်ကွင်းလေးလိုပါတယ်เนาะပြီးတော့ရင်ဒီလိုမျိုးကော်ချက်လေးလဲလိုရထားတော့ကျွန်မတို့သုံးပြီးသားပါเนาะသုံးပြီးသားတိတ်လေးဝယ်ရင်တော့ကော်ချက်မရှိဆိုရင်တော့အကြီးဝယ်ရပါမယ်เนาะဒါလေးတွေပါဝယ်ထားပေးပါဘလို့ကျွန်မတို့18ခုထိုးပါမယ်18ခုထိထိုးမယ်ပြီးတော့နောက်ဆုံးပေါ့နော်ဒီလိုနောက်ဆုံးလေးဖြစ်သွားတဲ့အချိန်မှာကျမတို့ကဒီမှာဒီတစ်ပေါက်ထဲမှာတိုင်တိုလေး၄ခုထိုးပါမယ်ရှင်နော်ဒါမှကွက်တီဖြစ်မယ်၄ခုထိုးမယ်ထိုးပြီးသွားရင်ဆိုရင်ကျမတို့ဒီဘက်ထဲမှာလဲပေါ့နော်ဒီကျိုးလေးကိုတင်ပြီးတော့တိုင်တိုလေးကိုကျမတို့18ခုပြန်ထိုးပါမယ်နော်အဲ့ဒါကိုလည်း18ခုဆိုပြီးရည်ပြီးထိုးမယ်နော်ဒီမှာဆိုရင်1 2 3 4 5ပြီးတော့ရင်6ပြီးတော့ရင်9 10ကဲပေါ့နော်ကျမတို့18ထိပြီးသွားပြီဆိုရင်ဒီလိုမျိုးတစ်ခုစားလေးကြံမယ်ဒီတစ်ခုထဲမှာကျတော့ကျမတို့ကတိုင်တိုလေးနှစ်ခုထိုးပေးရပါမယ်ထိုးပြီးသွားပြီဆိုတော့မှပဲဒီ thick ကလေးကိုပြန်သွားပြီးတော့ကျမတို့ရှက်ကော်လေးနဲ့ဆက်ပေးလိုက်ရပါမယ်ဒါကတော့ကျမတို့ရဲ့ row 1လေးပါနော် row 1ပြီးရင်ဒီလိုမျိုးပုံစံလေးရပါမယ်ကျမတို့အတိုင်းတာအဖြစ်ဆိုရင်တော့ဒီဟာလေးကဘယ်လောက်ရှိမလဲဆိုရင်9လက်မရှိတယ်ပေါ့နော်ကဲဒီလောက်ထိရအောင်ထိုးခဲ့ပေးပါကိုကျမတို့ row 2 တက်မယ် row 2 တက်ဖို့အတွက်ကြတော့ဗောနော်ကျမတို့ကဒီမှာ chain 1လေးလုပ်ရပါမယ် chain 1လေးလုပ်ပြီးတော့ဆိုရင်ဒီကက်ရအပေါက်လေးတွေ့လားဒီအောက်ထဲကိုအပ်ကိုထည့်မယ်ကျမတို့တိုင်ပွားလေးဒီမှာလဲတစ်ခါထိုးမယ်နော်တစ်ပေါက်ပြီးတော့ဆိုရင်ကျမတို့ကဒီမှာနောက်ထပ်တစ်ခုမှလဲတိုင်ပွားလေးတစ်ခါထိုးပါမယ်အဲ့တော့တိုင်ပွားလေးကဒီမှာလဲတစ်ခါဒီမှာလဲတစ်ခါနှစ်ခါရှိမယ်ဗောနော်ရှိပြီးတော့ဆိုရင်ကျမတို့ဒီအလဲမှာကြတော့တိုင်တိုလေးတွေပြန်ထိုးပါမယ်တိုင်တိုလေးတွေ18ခုအရင်ထိုးမယ်ဗောနော်ကျမတို့1 2 3 4ခုရှိသွားရင်5 6 9 10 9 10 11 12 13 14 15 16နော်19 18ပေါ့နော်18ဆိုရင်ကျမတို့ဒီတောက်ထိရောက်သွားတယ်ပေါ့နော်ပြီးတော့ဒီမှာ4ခုရှိရဲအဲ့4ခုမှာကျမတို့ကတိုင်ပွားလေးတွေတစ်ပေါင်းမှာ2ခုစီလုပ်ပေးရပါမယ်နော်ဒီမှာ increase လေးတွေလုပ်မယ်တစ်ခါနှစ်ခါရှိသွားရင်နော်ဒီမှာ3က
ဒီမှာ၄ကနော်၄ကထိုးမယ်ဒီလိုလေးရသွားမယ်ကွယ်ဒီလိုဝိုင်းဝိုင်းလေးရမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဘက်ကိုလည်း18ခုပြန်ထိုးပါမယ်တိုင်တူလေးတစ်ခုတစ်ပေါက်နဲ့18ခုပြန်ထိုးမယ်နော်ကဲဒါဆိုထိုးလိုက်ရအောင်ဒီနေ့ကဲပါနော်အခုကျမတို့ဒီမှာ18ခုထိထိုးပြီးသွားပြီဆိုရင်ကျမတို့ကဒီနောက်ဆုံးနှစ်ခုလေးကိုကြာတော့ဒီမှာတိုင်တိုလေးနှစ်ခါစီထိုးပါမယ်နောက်ဆုံးနှစ်ပေါက်မှာနော်တိုင်တိုလေးတစ်ခုကိုကျမတို့3လေးစမယ်ထိုးမယ်ပေါ့ကွယ်ချိန်ပြီးတော့ဆိုရင်ကျမတို့ဒီနားလေးကိုလာပြီးတော့ရှက်ကော်လေးတစ်ခါကြာရင်ဒီပထမဆုံးပေါက်ကိုတစ်ခုပဲထိုးမယ်ပြီးတော့ကျမတို့ကဒီမျိုးနောက်တစ်ပေါက်မှာတိုင်ပွားထိုးမယ်အဲ့လိုမျိုးပဲနောက်တစ်ပေါက်မှာလည်းတစ်ခုထိုးမယ်ပြီးတော့ရင်ကျမတို့တိုင်ပွားထိုးမယ်ပေါ့နော်အဲ့လိုမျိုးလေးနှစ်ခါပေါ့တိုင်တိုလေးတစ်ခါတိုင်ပွားလေးတစ်ခါအဲ့လိုမျိုးလေးကိုနှစ်ကြိမ်ကြောမယ်ပေါ့နော်ဒါလေးပြီးပြီဆိုရင်ကျမတို့အလယ်မှာတိုင်တိုလေး18ခုပြန်ထိုးပါမယ်နော်ဒီနေ့တော့18ခုထိထိုးပြီးသွားပြီပါနော်ထိုးပြီးသွားပြီဆိုရင်စောစောတော့လိုမျိုးလေးကို၄ခါပြန်ကြောမယ်တိုင်တိုတစ်ခါတိုင်ပွားလေးတစ်ခါနော်တိုင်ပွားလေးတစ်ခါပြီးတော့ရင်ကျမတို့တိုင်တိုတစ်ခါတိုင်ပွားလေးတစ်ခါနော်ပြီးတော့ရင်တိုင်တိုတစ်ခါတိုင်ပွားလေးတစ်ခါကျမအခုကြောတာ3ခါရှိနော်ပြီးတော့ရင်တိုင်တိုတစ်ခါတိုင်ပွားလေးတစ်ခါပေါ့နော်အဲ့လိုမျိုးလေး4ခါကြောလိုက်မယ်ကြောပြီးတော့ပြီဆိုရင်ကျမတို့ကဒီဘက်မှာတိုင်တိုလေး18ခါပြန်ထိုးပါမယ်ကဲဆိုထိုးလိုက်ရအောင်နော်ခု18ခါဒီထိုးပြီးတော့ပြီထိုးပြီးတော့ပြီဆိုတော့နောက်ဆုံးမှာကျမတို့က2ခါကြောမယ်နော်ဒီလိုမျိုးတိုင်တိုတစ်ခါတိုင်ပွားတစ်ခါတိုင်တိုလေးတစ်ခါတိုင်ပွားလေးတစ်ခါပေါ့နော်ဒီလိုမျိုးပုံစံလေးရမယ်ပြီးတော့ဆိုရင်မှာပဲကျမတို့ဒီမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါဒါဆိုရင်ကျမတို့ရဲ့အောက်ခံလေးပြီးသွားပြီအောက်ခံလေးကအတိုင်းတာဘယ်လောက်ရှိလဲဆိုလေးတစ်ချက်တိုင်းပြပေးမယ်အောက်ခံလေးအားလုံးထိုးပြီးသွားတဲ့အချိန်မှာ6လက်မပေါ့နော်ကျမတို့6လက်မလို့တော့ပြောလို့ရတယ်6လက်မထိရတယ်ပေါ့နော်ဒီမှာစင်တီမီတာအားဖြင့်ဆိုရင်တော့ကျမတို့15စင်တီမီတာရှိပါတယ်ရှင်ကဲဆိုရင် row 3 ထိလိုက်ထိုးကြည့်ပါနော်ကဲပါနော်ကျမတို့ဒီအခြေအခန့်လေးပြီးသွားပြီဆိုအပေါ်စတက်တော့မယ်အပေါ်စတက်ဖို့အတွက်ကျမတို့ကချင်းလေး3ခုလောက်ရပါမယ်နော်လုပ်ပြီးသွားပြီဆိုရင်တရေရင်မယ်ရေပြီးသွားရင်ဒီမှာကြည့်အပွင့်လေး2ခုရှိရနော်အဲ့ဒါရဲ့နောက်အပွင့်လေးကနေကျမတို့တေးတင်တိုင်ရှည်လေးတစ်ခုစီထိုးပါမယ်နော်ကျမတို့ပေါ့နော်ဒီနောက်ချမ်းလေးကနေတေးတင်တိုင်ရှည်လေးတွေတစ်ခုတစ်ပေါက်စီပတ်လဲထိုးမယ်နော်ဒီလိုမျိုးလေးပါနော်ဒီနောက်ချမ်းလေးကိုပဲကလော်ပြီးတော့တေးတင်တိုင်ရှည်လေးတွေခုတရေရဲ့အပေါထက်ကိုထဲချီကိုယူနှစ်ခုတစ်ခါပေါ့နော်ဒါ DC လို့လည်းခေါ်ပါတယ် double crochet ပေါ့နော်အမျိုးလေးတွေထိုးပါမယ်ရှင်ကဲဆိုရင်ပတ်လဲထိုးပြလိုက်ရအောင်နော်နောက်ချမ်းမဲ့ထိုးမယ်နော်နောက်ချမ်းရှေ့ချမ်းလေးရတယ်လို့မျိုးလေးကြံခဲ့ပါမယ်ကျမတို့ဒီပြည့်တင်တိုင်ရှည်လေးပေါ့နော်တစ်ခုတစ်ပေါက်လေးထိုးတာဆိုရင်ကျမတို့ဒီနားလေးထိရောက်သွားမယ်ကွယ်ရောက်သွားပြီဆိုရင်ကျမတို့ကဒီနားလေးမှာဒီလိုမျိုးလေးပေါ့နော်တိတင်တိုင်ရှည်နောက်ပေါက်လေးတစ်ခုထပ်ထိုးပြီးတော့ဆိုတာနဲ့ဒီချင်းလေး3ခုကျော်တိတင်တိုင်ရှည်လေးစထိုးတော့တဲ့ဒီပေါက်ထဲကိုဝင်ပြီးတော့ကျမတို့ရှက်ကော်လီနဲ့ဆက်ပေါ့နော်ဆက်ပြီးတော့စေတာကကျမတို့တိတင်တိုင်ရှည်အတန်းလေးတန်းပြီးသွားပြီအဲ့ဒါလေးကိုကျမတို့ကတိတင်တိုင်ရှည်3လက်မလောက်ထိလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုဒီအနေထားတိုင်းပဲကျမတို့ကထပ်တက်ပါမယ်အဲ့တော့ချင်းလေး3ခုလုံးမယ်ဒုတိယတန်းပေါ့နော်ဒီလိုမျိုးအရှိဆွဲလေးနဲ့အကိုထဲချီကိုယူတိတင်တိုင်ရှည်လေးတစ်ခါထိုးမယ်ပြီးတော့နောက်တစ်ခါမှာနော်ရှေ့ဆွဲလေးနဲ့တိတင်တိုင်ရှည်တစ်ခါထိုးမှတာကိုကြတော့ရှေ့ဆွဲတိတင်တိုင်ရှည်ထိုးနည်းလို့ခေါ်တယ်ဒီအတန်းကကျမတို့အားလုံးကိုရှေ့ဆွဲလေးတစ်ခုတစ်ပေါက်နှုံနဲ့ပတ်လဲထိုးရမှာပါထိုးပြီးသွားပြီဆိုရင်ကျမတို့ဒီမှာရှက်ကော်လေးနဲ့လာဆက်မှာပေါ့နော်ဒီလိုမျိုးပတ်လဲအကုန်ထိုးပါမယ်ဒီနားလေးကိုလာဆက်ပါမယ်ကဲအဲ့ဒါဆိုထိုးလိုက်ရအောင်နော်ကဲပေါ့နော်ကျမတို့ဒီဒုတိယပေါ့နော်တိတင်တိုင်ရှည်ဆွဲလေးရဲ့အဆုံးသက်နိုင်ရောက်ပြီဆိုရင်ဒီချင်းလေး3ခုကျော်နောက်တစ်ပေါက်ကနေကျမတို့ရှက်ကော်လေးနဲ့လာဆက်ပေါ့နော်ဒီလိုပုံစံလေးထိုးမယ်အဲ့ဒါကိုကျမတို့ဘယ်နှတန်းထိုးရမလဲဆိုရင်ဒါနဲ့ဆိုရင်1နဲ့3 4 5 6ပေါ့နော်အနည်းဆုံး6တန်းလက်မအဖြစ်ဆိုရင်တော့3လက်မလောက်ထိရောက်အောင်အပေါ်ကိုတက်ရပါမယ်နော်ကဲဆိုရင်ပတ်လဲဒီလိုမျိုးတင်တိုင်ရှည်လေး6တန်းရောက်အောင်ထိုးပေးပါအောင်ရှင်ရှည်ဆွဲလေးပဲနော်အားလုံးရှည်ဆွဲပဲထိုးမှာပါ
ပေါ့နော်ကျမတို့အပေါ်ကို17တန်းထိတက်လိုက်တယ်ပေါ့နော်ဆောစောတော့6တန်းလောက်ပဲလို့ပြောထားလေဒါပေမဲ့လည်း6တန်းကပေါ့နော်တော်တော်သေးတဲ့အတွက်ကြောင့်မလို့ကျမက17တန်းထိကိုတက်လိုက်တယ်အတိုင်းတာအဖြစ်တော့ကျမတို့3လက်မတော့နည်းနည်းလေးကျော်သွားတယ်ပေါ့နော်အဲ့တော့ကျမတို့က17တန်းဆို root 14ထိဖြစ်သွားမှာပေါ့နော်အောက်က3တန်းနဲ့ပြီးတော့ရင်ကျမတို့ဒီလိုကော်ချက်လေးလုပ်ရပါမယ်ကော်ချက်လေးလုပ်ဖို့အတွက်ကျမတို့ကဒီအိတ်လေးကိုဒီလိုပြောင်းပြန်လန်လိုက်နော်လန်ပြီးသွားပြီဆိုရင်ဒီမှာကြည့်လန်ပြီးတော့ရင်ကျမတို့ဒီအတိုင်းလေးပေါ့နော်အဲဒီလိုမျိုးကော်ချက်အပြားလေးကိုတိုင်းလိုက်မယ်တိုင်းပြီးသွားပြီဆိုရင်ဒီဘက်ကိုညှိမယ်ညှိပြီးတော့ရင်ဒီမှာထွက်နေတဲ့နှစ်ချမ်းလေးကိုဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးတော့ရင်ဒီမှာဆိုလဲဒီထိတ်နဲ့ဒီပေါ့နော်ဒီနားလေးကိုဒီဘက်ထိတ်နဲ့ဒီဘက်ထိတ်လေးကိုအတိုင်းကိုယူပြီးတော့ရင်ပုံနေတဲ့တန်းလောက်ကိုဖြတ်ပြီးတော့ရင်ဆိုကျမတို့ဒေါင်းလေးတွေပေါ့နော်ဒီမှာကြည့်ပေါ့နော်ဒီမှာပုံနေတဲ့ဒေါင်းလေးတွေကိုဝိုင်းလိုက်နော်ဝိုင်းပြီးသွားပြီဆိုရင်ကျမတို့ကအိတ်ကလေးကိုအတွင်းဘက်လမ်းဒါတော့ထိတ်လဲရတယ်နော်မထိတ်လဲရတယ်ထိတ်ရင်တော့ပို့ပြီးတော့တောင်းတာပေါ့နော်ပြီးဒီမှာဒီလိုလေးထည့်လိုက်ရုံပဲချုပ်စီရတာမလို့နော်သူအပေါ်မှာကန့်လေးတွေပါရတော့ကြောင့်မလို့ပေါ့နော်ဒီဟာကပြုတ်ထွက်လာမှာမဟုတ်ဘူးတန်လည်းပြုတ်မှာမဟုတ်ဘူးပေါ့နော်ဒီတိုင်းလေးထားအောင်နေဟိုတော်တော်ခိုင်နေပေါ့နော်အဲ့ဒါလေးလုပ်ရမယ်ကြဆိုရင်ကျမတို့နောက်တန်းတက်တော့မယ်ပေါ့နော်နောက်တန်းမှာကျတော့တိုင်လျှော့လေးစတော့မယ်ပေါ့နော်ပြုတ်သွားဆိုပြန်ထိုးလိုက်မယ်နော်တိုင်လျှော့လေးစတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမကိုတေချာလေးတော့ကြည့်ပေးလိမ့်နော်ဒီမှာဆက်လိုက်မယ်ပေါ့ဆက်ပြီးတော့ဆိုနောက်တန်းစားမယ်နောက်တန်းစားဖို့အတွက်ကျွန်တော်ချိန်လေး3ခုလုပ်မယ်လုပ်ပြီးတော့ဆိုရင်ဒီမှာနော်ဒီရှေ့ဆွဲလေးကိုဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာတစ်ခါပဲချစ်တယ်နော်တရေရေရှေ့ဆွဲလေးအောက်ကိုဝင်တယ်နှစ်ခုတစ်ခါချစ်တယ်အပေါ်မှာခြေ3ခုဖြစ်ပြီးဆိုရင်အလုံးတစ်ခါဆွချစ်လိုက်နော်နောက်တစ်ခါလုပ်မယ်ရှေ့ဆွဲလေးကိုတစ်ခါနောက်တဲ့ရှေ့ဆွဲလေးကိုတစ်ခါချစ်တယ်အပေါ်မှာခြေလေး3ခုဖြစ်ရင်တစ်ခါဆွဲချစ်လိုက်နော်ဒီပုံစံလေးလုပ်မယ်ဒီနှစ်ခုပေါ့နော်ဒါနှစ်တွဲလုပ်ပြီးသွားရင်ကျွန်တော်တို့ကျန်တာကတစ်ခုတစ်ပေါက်နှုံးနဲ့ပြန်ထိုးမယ်ဒါ row 15တန်းဖြစ်မှာပေါ့နော် row 50မှာကျွန်တော်တို့တစ်ခုတစ်ပေါက်တန်းလေးနဲ့ပြန်ထိုးလိုက်မယ်အဲ့ဒါကိုဘယ်နှခုထိထိုးရမလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ပြပေးမယ်နော်ဘယ်နှခုထိထိုးရလဲဆိုရင်ပေါ့နော်ကျွန်တော်တို့တစ်ခုတစ်ပေါက်ကို22ခုထိုးရမယ်ပေါ့နော်ဒီမှာ22ခုထိုးပြီးပြီဆိုရနဲ့ဒီမှာပြန်ပြီးတော့ကျမတို့ဒိုင်ရှော့လေးပြန်လုပ်မယ်ဒီတစ်ခေါက်ကျရင်ကျမတို့က4တွဲလုပ်မယ်ပေါ့နော်တစ်တွဲရှေ့ဆွဲပဲနော်အားလုံးနှစ်တွဲ3တွဲနော်တင်းနဲ့3 4တွဲလုပ်မယ်4တွဲလုပ်ပြီးပြီဆိုတော့ကျမတို့ကတေးတင်တိုင်းရှေ့ဆွဲတွေ20နဲ့မှ2ခုပြန်လုပ်ပါမယ်ကြဆိုလုပ်လိုက်ရအောင်ခုကျမတို့ဘောနော်တေးတင်တိုင်းရှေလေး22ခုထိုးပြီးသွားပြီဆိုရင်ဒီမှာလဲကျမတို့တိုင်လျှော့လေးပြန်ထိုးမယ်ပေါ့နော်တိုင်လျှော့စုတွဲလေးတွေတစ်တွဲတော့ရင်ဒီမှာနှစ်တွဲပေါ့နော်ဒီလိုမျိုးလေးထိုးပါမယ်ထိုးပြီးတော့ပြီဆိုတော့မှကျမတို့ဒီမှာဒီမှာနော်စားခဲ့တဲ့ချင်းသုံးဟိုကြော်ပြီးဒီတင်တိုင်ရှည်လေးအလျှော့စားခဲ့တဲ့အပေါက်ထဲအလေးထည့်ပြီးတော့ဒီမှာရှက်ကော်လေးနဲ့ဆက်ပါမယ်ဒီလိုမျိုးလေးရမယ်ပေါ့နော်ဒါကျမတို့ပထမဆုံးစလျှော့တာလျှော့ပြီးဆိုတော့ဒီလိုတောင်လေးဖြစ်သွားမယ်နော်ကဲဒုတိယအတန်းလေးထိုးမယ်ဒုတိယအတန်းလည်းဒီပုံလေးပဲထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့နှစ်တန်းကိုတစ်ခါလျှော့မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ချင်းလေး3ခုလုံးမယ်လုပ်ပြီးတော့ဆိုရင်ကျမတို့ဒီမှာတီးတင်တိုင်ရှည်ဒီမှာနော်ရှေ့ဆွဲအပေါက်ထိုးခဲ့တဲ့နေရာကျမတို့အပြန်ထည့်မယ်ဒီမှာရှေ့ဆွဲပြန်ထိုးမယ်ဒါပေမဲ့ဒီချိန်မှာအောက်ကတိုင်လျှော့ပုံစံမယ်ကျမတို့တိုင်လျှော့လေးထိုးပါမယ်ဒီမျိုးလေးနှစ်ခုပေါ့နော်3ခုဖြင့်တစ်ခါချစ်ပြီးတော့ဒီမှာလည်းလိုပဲတစ်ခါနှစ်ခါယူတယ်ပြီး3ခုဖြင့်တစ်ခါချစ်နော်အဲ့လိုလေးပြီးသွားရင်ဒီဟာကိုကျမတို့ဒီရှေ့ဆွဲလေးတွေတစ်ခုတစ်ပေါက်တစ်ခါပြန်ထိုးမယ်ပေါ့နော်ဒီနားလေးထိရအောင်ထိုးပါမယ်ဒီရှေ့ဆွဲဒီတိုင်လျှော့လေးမစားခဲ့ဒီနေ့ထိပေါ့နော်22ခုရှိမယ်ကဲထိုးလိုက်ရအောင်ကဲပေါ့နော်ကျမတို့ဒီမှာဒီရက short တဲ့နေရာလေးပြန်ရောက်သွားပြီပေါ့နော် short တဲ့နေရာလေးပြန်ရောက်သွားရင်ကျမတို့ဒီမှာနောက်တစ်ခေါက်ပြန် short ပါမယ်နော်သူဆူလိုက်လေးပဲ short မယ်နော်တဆူတရားစင်းသူ့အတွဲလေးပေါ့နော်သူ့အတွဲလေးတိုင်းချီလေးကိုပြန်ထည့်ဒီမှာတဆူနော်ပြီးဒီမှာလည်းတိုင်းမယ်သူ
သူ့တွဲလေးတိုင်းချီလေးကိုပြန်ထည့်နော်တဆူပေးနေမှလည်းတိုင်းမယ်သူ့တွဲလေးတိုင်းချီလေးကိုပြန်ထည့်ပါနော်အပေါ်မှာရေနော်ကျမတို့ရော့နေလိမ့်မယ်တိုင်းမလဲဒီတိတင်တိုင်းရှိကုတေမပုံစံတူထိုးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အရင်တော့တိတာမှမဟုတ်သေးဘူးနော်ဒီလိုမျိုးလေးဖြစ်သွားမယ်ကွယ်ဒီလိုမျိုးကိုကွေးလေးစလာမယ်ကဲဒီမှာကျတော့ကျမတို့တိတင်တိုင်းရှိထိုးလေးတစ်ခုတစ်ပေါက်ထိုးပြီးတိုင်းဒီနာလေးရောလည်းပြန်လျှော့လိုက်ပါနော်ပြီးရှက်ကော့လေးဆက်မယ်ကဲဒါဆိုရင်ကျမတို့ရဲ့ row 15ဆိုတော့16ထိရောက်သွားပြီပေါ့နော်ကဲဆိုထိုးလိုက်ရအောင် row 16ထိပြီးသွားရင်တော့ပေါ့နော်ဒီပုံစံလေးရပါမယ်ကျမတို့ဒီပုံစံလေးပေါ့နော်ဖြည်းဖြည်းချင်းခွေးသွားမယ်အခု row 17နဲ့18လေးကိုသွားမယ် row 17နဲ့18ကလည်းတူတူလေးပဲပေါ့နော်ကျမတို့ချိန်လေး3ခုလုံးမယ်လုပ်ပြီးသွားရင်ဆိုရင်ဒီမှာနော်ဒီတစ်ခေါက်ကျတော့ကျမတို့ကအရင်တစ်ခေါက်နဲ့မတူတော့ဘယ်လိုလဲဆိုဒီဟာတစ်ခုလုံးကိုကျမတို့ဖြတ်ပြီးတော့သွားပါမယ်ဒါတစ်ခုလုံးယူဆပြီးရှော့မယ်နော်တခါဒီမှာဒါတစ်ခုလုံးနှစ်ခုလုံးဖြတ်မယ်ပေါ့နော်လိုမျိုးလေးပါနော်ရှော့တာပါဒါကျမတို့ရှေ့မှာလည်းထပ်ရှော့မယ်တခါနှစ်ခါနော်ဒီလိုမျိုးလေးဖြစ်သွားမယ်နော်ဒါကြနှစ်ခုလုံးပူပြီးတစ်ခါလျှော့တယ်ဒီကကျတော့ဒီကလေးနှစ်ခုပူပြီးတစ်ခါလျှော့တယ်အဲ့တော့ဒီနှစ်ချမ်းလျှော့ပြီးသွားဖြစ်တဲ့ကြောင့်မို့ကျမတို့အရှိကိုပေါ့နော်တစ်ခုတစ်ပေါက်စီပြန်တက်ပါမယ်ဒီတင်တိုင်းရှိရပါတော့ဒီတစ်ခေါက်ကတော့ကျမတို့18ခုပဲရှိတော့မယ်နော်18ခုထိထိုးပြီးသွားပြီဆိုတာနဲ့ကျမတို့ကဒီမှာတော့ဘာမှမရှိတဲ့အတဲဖြစ်နေတဲ့ဒီတင်တိုင်းရှိလေးတွေကိုတစ်ခါလျှော့မယ်တစုပေါ့နော်နှစ်ခုပေါင်းတစုလျှော့မယ်လျှော့ပြီးသွားပြီဆိုရင်ကျမတို့ကဒီမှာကြည့်သလားဒီလိုမျိုးအစုဖြစ်နေတဲ့ဟာအောက်မှာတစ်ခါဝင်မယ်ပြီးတော့ဒီဘက်အစုအောက်မှာလည်းတစ်ခါဝင်မယ်နော်လျှော့လိုက်မယ်ပြီးတော့ကျမတို့ဒီဘက်အစုအောက်မှာလည်းတစ်ခါဝင်မယ်ပြီးဒီဘက်အစုအောက်မှာလည်းတစ်ခါဝင်မယ်ပြီးတစ်ခါလျှော့လိုက်မယ်ပြီးတော့ကျမတို့ဒီရိုးရိုးအတဲပေါ့နော်ဒီအတဲဖြစ်နေတဲ့အောက်ဒီမှာတစ်ခါစီဝင်မယ်ပြီးတော့ကျမတို့ဒီမှာတစ်ခါလျှော့လိုက်မယ်အဲ့တော့တူတဲကဒီမှာဆိုရင်အစုလေးက4ခုရှိမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးပါကဲပြီးတော့ကျမတို့ဒီဘက်ထဲကိုကျတော့18ခုတစ်ခုတစ်ပေါက်လုံးနဲ့18ခုလေးထိုးပေးပါနော်ကဲဆိုထိုးလိုက်ရအောင်28ခုတိပြီးသွားပြီဆိုရင်ဒီဘက်အချမ်းမှာလည်းဘက်အရင်ရှေ့ချမ်းလိုပဲပေါ့နော်ကျမတို့တိတင်တိုင်ရှိတစ်ခုစီထိုးခဲ့တာလေးတွေအောက်မှာဝင်ပြီးတော့ဒီမှာတိုင်ရှိလေးတိုင်ရှိတိုင်လျှော့လေးပေါ့နော်တစုလုံးမယ်လို့သွားဆိုရင်ဒီလိုမျိုးအကြီးကြီးပေါ့နော်အကြီးကြီးလျှော့ထားတာတွေအောက်ကိုကျတော့တစ်ခုစီလောက်ပါမယ်တစ်ခုစီလောက်ပြီးရင်ကျမတို့တိုင်လျှော့လေးလုပ်လိုက်မယ်ပေါ့နော်လုပ်ပြီးတော့ပြီဆိုရင်ဒီမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆွဲပြီးတော့ချိန်လိုက်ပါဒါဆိုကျမတို့အိတ်ကလေးကအပေါ်လေးကိုသူ့အလေးနဲ့သူမတိမတာလေးတက်လာပြီပေါ့နော်ကဲကိုကထက်လျှော့ချင်နေဆိုရင်နောက်ထပ်ဒီမှာနောက်ထပ်2တန်းဒီလိုမျိုးနောက်ထပ်2တန်းထပ်လုပ်မယ်ပေါ့နော်ကဲဆိုဒီထိလိုက်လုပ်ပြီနော်ကဲခုဆိုရင်ကျမတို့ပေါ့နော်နောက်ဆုံး2တန်းပေါ့ရှော့တဲ့နောက်ဆုံး2တန်းလေးရောက်သွားပြီအဲကျမတို့ချိန်လေး3ခုထပ်လုပ်မယ်ဒီနေ့3ခုလုပ်ပြီးသွားရင်ဆိုရင်ဒီမှာဘာလို့စောတုန်းကကျမတို့ကဒီမှာ2ခုမလုပ်ခဲ့ရသေးဆိုတော့ဒီမှာပေါ့နော်ဒီမှာတစ်ခါပြန်ထိုးမယ်နောက်ခေါက်ဒီမှာတစ်ခါပြန်ထိုးမယ်နော်ကုန်ပြီအရင်တစ်ခေါက်ကလိုပဲလေကျမတို့ကတိုင်လျှော့ပဲပြန်လုပ်မှာအဲ့ဒါလိုမျိုးလေးပေါ့နော်အဲ့တော့14 15 16 18တန်းမြောက်ဖြစ်မှာပေါ့နော်ဒီမှာလည်းလိုလေးပဲဒီတစ်ခုစီပြန်ဝင်ဒါလည်းတိုင်လျှော့လေးပြန်လုပ်မယ်နော်ကဲစလုပ်လိုက်ရအောင်ဒါကအရှိဒီအလေတန်းနဲ့တူတယ်ပေါ့နော်ရှေ့တန်းတော့လိုပဲပေါ့နော်ကျမတို့တက်တက်လေးတွေလိုက်ထိုးလိုက်တယ်တိုင်းဒီနားမှာလည်းပေါ့နော်ကျမတို့တိုင် short ဆိုတဲ့တိုင် short လေးပဲပြန်လုပ်တယ်ဒါပေမဲ့သူတိုင် short တော့တစ်ခုတစ်ပေါက်ပုံစံလေးပေါ့နော်ပြန်လုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ဒီမှာဒီလိုမျိုးပုံစံလေးရလာမယ်ပေါ့နော်ဖြည်းဖြည်းချင်းနဲ့သေးလာမယ်ညီလေးလည်းဖြစ်မယ်ကွယ်ဒီလိုသေးလေးဖြစ်လာမယ်ပေါ့နော်ဆိုကျမတို့ကအခုနောက်ဆုံး2တန်းတက်တော့မယ်ဒီနောက်ဆုံး2တန်းပြီးရင်တော့ကျမတို့ရဲ့အကလီယာပေါ့နော် short တာပြီးပါပြီ
ကျမတို့ချိန်လေး3ခုလုံးမဲ့လုပ်ပြီးတိုင်းတရေးရေးပြီးတိုင်းဒီတစ်ခေါက်ကျရင်ကျမတို့ကအကုန်လုံးဖြတ်မယ်နော်အကုန်လုံးကိုဖြတ်ယူလိုက်မယ်ပြီးတိုင်လျှော့ဒီမှာလည်းလိုပဲဒီမှာဒီတန်းမှာကျတော့ကျမတို့ကအတဲနှစ်ခုပေါ့နော်တိုင်လျှော့လုပ်မယ်ပြီးတော့ရင်ဒီလေမှာကျတော့တစ်ခုတစ်ပေါက်နှုံးပြန်ထိုးမယ်ကဲဆိုထိုးလိုက်ရအောင်နော်ဒီတစ်ခေါက်မှာတော့ဗောနော်ကျမတို့ရဲ့ဒီလေကထိုးရတာလေးက14ခုပဲရှိမယ်နော်14ခုပြီးပြီဆိုတော့ကျမတို့ကဒီတောင်းလေးမှာလာလျှော့မယ်တစ်ခါလျှော့ပြီးတိုင်းဒီအားလုံးတစ်ခုအားလုံးကိုနှစ်ခုလုံးတစ်ခါဖြတ်လျှော့တိုင်းနှစ်ခုလုံးတစ်ခါဖြတ်ထွက်လာတဲ့ဟာလေးကိုပြီးအဆူလေးပြန်လုပ်ပြီးလျှော့နော်ဒီမျိုးပဲဒီဘက်မှာလည်းနှစ်ခုလုံးကိုတစ်ခါဖြတ်နှစ်ခုလုံးကိုတစ်ခါဖြတ်ဘလူးလေးနေကွာဒီဘက်ထောင်းမှာလျှော့တာ4ခုရှိရမယ်နော်အဆူလေးက4ခုပြီးဒီတက်တဲမှာကျတော့တစ်ခုစီလျှော့တစ်ခုစီမှာကျမတို့တစ်ခုစီထည့်ပြီးတော့နှစ်ခုပူပြီးတစ်ခါလျှော့ပြုတ်သွားနော်ဒီမှာ4ခုဖြစ်ပြီနော်ဒီအလဲကကျတော့ကျမတို့14ခုပဲရှိမယ်ပေါ့နော်ကဲဆိုထိုးလိုက်ရအောင်ကဲပေါ့နော်ကျမတို့ဒီနားလေးရောက်ပြီးဆိုရင်ကုံလျှော့ပြီးတော့ဆိုရင်ဒီမှာရှက်ကော်လေးနဲ့လာဆက်မယ်နော်လာဆက်ပြီးတော့ဆိုရင်ကျမတို့ဒါ16တန်းထိပြီးသွားပြီပေါ့နော်ပြီးတိုင်းဒီလိုမျိုးလေးရမယ်တော်တော်လေးလဲစုသွားပြီပေါ့နော်စုသွားရင်ကျမတို့နောက်ဆုံးပိတ်ရိုးပေါ့ဒီနောက်ဆုံးဒီတိုင်လျှော့ကတော့နှစ်ခါမထိုးတော့တစ်ခါပဲထိုးမယ်ပြီးတော့ရင်နောက်ဆုံးရိုး20ကိုကျတော့ကျမတို့ကဒီ shade ဆွဲပေါ့နော် shade ဆွဲတိုင်ရှည်လေးကိုတစ်ခုတစ်ပေါက်နှုံမယ်ထိုးပါတော့မယ်ဒါလေးကျတော့နှစ်ခုပေါင်းပြီးတစ်ခုလို့ထိုးမယ်ဒါလေးကိုလည်းနှစ်ခုကိုဖြတ်ပြီးတော့တစ်ခုဆိုပြီးတော့ပဲထိုးပါတော့မယ်ပြီးကျန်တာအကုန်လုံးတစ်ခုတစ်ပေါက်ပတ်လည်လေးထိုးပေးပါရှင်ဒီဘက်နောက်ခုဆိုရင်ပတ်လည်ထိုးလာတာဒီနားလေးထိရောက်သွားပြီဒီဘက်နားမှာလည်းကြီးကြီးတွေကိုတစ်ခုစီပဲထိုးတော့မယ်နှစ်ခုဖြတ်ထားတယ်ရောပေါ့နော်တစ်ခုဆိုပြီးတော့ပဲထိုးမယ်ထိုးပြီးတော့ဆိုရင်ကျမတို့ဒီအောက်ကတီးတင်တိုင်းရှိစားခဲ့တဲ့အပေါ်လေးတွေကိုအခုထည့်ချီကိုယူရှက်ကော်လေးနဲ့လာဆက်လိုက်ပါဒါဆိုကျမတို့ကလည်းပြီးတော့ပါပြီအဲဆိုကျိုးကိုနည်းနည်းရှိရှိလေးဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့ဆိုရင်ဒါလေးကိုဆွဲသွင်းလိုက်ပါနော်ပြီးဒါလေးကိုကျိုးသိမ်းမယ်ပေါ့ဒီလိုမျိုးပုံစံလေးရမယ်နော်ကျမတို့ရဲ့ထိပ်အဝလေးကတော့ပေါ့နော်သူကဘယ်လောက်ပဲရှိလဲဆိုရင်၄လက်မပဲရှိပါမယ်သူရဲ့ဒီအကျယ်အမြင့်ပေါ့နော်အမြင့်ကတော့ကျမတို့9လက်မနော်ဒါရင်ဒီဘက်အကျယ်ကကျတော့ကျမတို့ရဲ့ဒီဟာလေးရဲ့အကျယ်ဆုံးက6ခွဲလောက်ထိတော့ရှိတယ်ပေါ့နော်ဖြည့်ကြည့်လိုက်6ခွဲလောက်ထိရှိတယ်အောက်အခန့်ပြားလေးကတော့ကျမတို့ထိုးလိုက်တာ6လက်မလောက်ရှိတယ်ပေါ့နော်ဒါတော့ကျမတို့ဒီအောက်ပိုင်းကိုထဲပိုင်းပြီးတော့ပေါ့နော်ပြီးတော့အပေါ်ဖုံးလေးလာမယ်ကဲဆိုရင်လိုက်ထိုးပေးပါအောင်နော်